ခေါင်းရောက်လာပါလားလို့အန်ဆောင်မှုကင်းနဲ့ဒေသနာရင်မတကယ်ရင်းနှီးမဲ့စိတ်ထားတွေရှမ်းပဲလို့ခေါ်ချင်ခေါ်ပါစေဒါကို